American မှာရောက်ရှိနေတဲ့မြန်မာနဲ့တောင်ဆူဒန်နိုင်ငံသားများကိုနေရပြန်ပို့ခံရမှုမှာအကာအကွယ်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS ကိုရပ်ဆိုင်းရန် American Federal တရားရုံးကဩဂုတ်လ9ရက်မှာအမိန့်ချမှတ်ခဲ့ပါတယ်။ American တရားရုံးချုပ်က American မှာရောက်ရှိတဲ့ထောင်ထဲချီတဲ့ဟေတီနဲ့ဆီးရီးယားနိုင်ငံသားများအတွက်ပေးရထားတဲ့အလားတူကာကွယ်မှုများကိုအစိုးရအဖွဲ့အားရုပ်သိမ်းခွင့်ပြုခဲ့ပြီးနောက် Boston နဲ့ Chicago ရှိတရားသူကြီး2ဦးဟာမြန်မာနဲ့တောင်ဆူဒန်နိုင်ငံသားများအတွက် TPS စစ်တမ်းကိုဆက်လက်ထိန်းသိမ်းထားရန်လူဝင်မှုဆိုင်ရာအခွင့်အရေးလှုပ်ရှားသူများ၏နောက်ဆုံးကြိုးပမ်းချက်များကိုပယ်ချခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဆုံးဖြတ်ချက်ကိုတရားရုံးချုပ်၏တရားသူကြီး6ဦးကထောက်ခံမဲပေးပြီး3ဦးကကန့်ကွက်မဲပေးခဲ့ပြီးနောက်မဲအများစုဖြင့်ဆုံးဖြတ်ခဲ့ခြင်းဖြစ်က၎င်းဟာသမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့လက်ထက်အမိမြေလုံးချုပ်ရေးဝန်ကြီးဌာန၏နိုင်ငံပေါင်း12နိုင်ငံခန့်အတွက် TPS ကာကွယ်မှုရုပ်သိမ်းရန်ကြိုးပမ်းမှုများကိုအောက်တရားရုံးတရားသူကြီးများကပြန်လည်သုံးသပ်စစ်ဆေးနိုင်တဲ့လုပ်ပိုင်ခွင့်ကိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။အဆိုပါကာကွယ်ဆောင်ရှောက်မှုအဆင့်တန်းဟာမိခင်နိုင်ငံများတွင်တဘာဝပေးရနေရဲ့လက်နက်ကိုင်ပဋိပက္ခများသို့မဟုတ်အခြားထူးခြားဖြစ်စဉ်များကြုံတွေ့နေရသူများကိုလွှမ်းခြုံကာကွယ်ပေးထားခြင်းဖြစ်ပြီးအကျုံးဝင်သည့်ပြည်ပရွှေ့ပြောင်းနေထိုင်သူများကိုပြည်년တံမှယာယီကာကွယ်ပေးထားကအလုပ်လုပ်ကိုင်ခွင့်မှာပေးထားခြင်းဖြစ်ပါတယ်။အမိမြေလုံးချုပ်ရေးဝန်ကြီးဌာနဟာ2011ခုနှစ်မှာ TPS အဆင့်တန်းပထမဆုံးသတ်မှတ်ခံခဲ့ရတဲ့ပဋိပက္ခများဖြစ်ပွားနေတဲ့တောင်ဆူဒန်နိုင်ငံနဲ့2021ခုနှစ်မှာတပ်မတော်ကအာဏာကိုလွှဲပြောင်းရယူခဲ့ပြီးနောက်နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားနေတဲ့မြန်မာနိုင်ငံတို့အတွက်TPS ကိုရုပ်သိမ်းရန်နိုဝင်ဘာလမှာစတင်ဆောင်ရွက်ခဲ့ပါတယ်။အဆိုပါဝန်ကြီးဌာန၏လှုပ်ဆောင်ချက်များဟာတောင်ဆူဒန်နိုင်ငံသား232ဦးခန့်နဲ့မြန်မာနိုင်ငံသား4000ခန့်အတွက်ရရှိထားတဲ့ကာကွယ်ဆောက်ရှောက်မှုများကိုအဆုံးသတ်သွားစေမှာဖြစ်ပါတယ်။